မြေကြီးကမှဘဝပေါက်ဖွာလာတယ်လက်ထက်ချင်းကိုညီလက်မခံရင်ဘယ်တော့မှညီရဲ့အမြင့်အကျော်တွေကိုနက်နက်နဲနဲစိုက်နိုင်မယ်မဟုတ်ဘူးမေရီစူဇန်ဆိုလိုသောအကြောင်းကိုမပြောပြတဲ့သို့တော့သူတိတိမှာမက်ဒေဘီဖြစ်တော်လဲသူပေးသည့်အရာများကိုတော့တည်ခြင်းတရားသည်ယူဆောင်မသွားနိုင်သည်ဆိုခြင်းပေသည်ကျမကမြေကျော်တွေကိုလည်းနက်နက်နဲနဲမစိုက်ချင်ပါဘူးအိမ်တအိမ်လေးကိုနှောင်ကျိုးတဲပြီးတော့ရင်ဖြစ်ဘယ်နေရာမှာမှမပေါက်ပွားချင်ပါဘူးဒီလိုပြောနေလို့အကြောင်းမထူးပါဘူးကျမတို့ဘယ်တော့မဆိုဘာကိုမှတစ်မျိုးတည်းမြင်မှာမဟုတ်ဘူးမမကတော့စွမ်းရည်နဲ့တေချာပြီးသားပေါ့ဒီမျိုးလေးကိုလည်းလေးလေးနက်နက်စိတ်ထဲမှာထားတယ်အမြဲတမ်းသိနေရတဲ့မိန်းကလေးတွေနဲ့လည်းပေါင်းနေနိုင်တယ်မမကိုမမအတုံးမချရဘူးမက်ဆိုတာကလည်းတော်ပါရဲ့မမနဲ့တဝက်တောင်မတန်ဘူးသူ့ကိုမပြောပါနဲ့သူ့အကြောင်းလည်းကျမမပြောချင်ပါဘူးတကယ်ဆိုတော့မမဟာကျမကိုပုံစံပြသွားတာပါပဲမမတောင်းခဲ့တဲ့ဆူတောင်းတွေကိုလွတ်ပစ်ခဲ့တယ်မမကိုအလုံးပိတ်ပြီးဒီမှာနေတယ်တကယ်တော့မမဟာအပြင်ထွက်ပြီးခီးသွားလူတွေနဲ့တွေ့အဆက်အသွယ်လုပ်ဖို့ကောင်းပါတယ်အခုတော့ဘယ်ကောမှမမရောက်ဖူးမှမဟုတ်ဘူးမမကိုဘယ်သူကမှလည်းမသိဘူးကျမသာမမရဲ့ဆူတောင်းမျိုးတဝက်လောက်ကောင်းခဲ့ရင်မမရဲ့အရှိမပေါင်းများစွာတောင်ကြုံနိုင်နေမမသာမက်ကိုလက်ထက်ကလေးတွေမွေးပြီးတာမန်မိန်းမတွေလိုအိမ်အတွက်အချိန်ဖြုံးနေတယ်အခုနေရာထက်ရှေ့ရဲ့မိုင်ပေါင်းများစွာတောင်မှကျမကြုံနိုင်သေးတယ်ငါကတော့အားလုံးကိုရအောင်ယူမယ်ညီလှုပ်တလုံးငါကိုငါမချိုးလိုက်နိုင်ဘူးငါဟာကလေးတွေအတွက်လည်းရမယ်ဘဝဟာငါကိုပေါ်တွန်းချလာတာကိုလည်းငါခံစားမယ်မိုးရတယ်လို့အပေါ်ရန်ကလေးမဟုတ်ဘူး။အိုးမိုက်ကယ်လေးကတနာစရာအခုဖတ်ပြခဲ့တာကတော့ဂျီအေးရဲ့အီမာနာဆိုတဲ့စာအုပ်လေးရဲ့အညွှန်းမဲ့ဖြစ်ပါတယ်။ဆက်လက်ပြီးတော့အပိုင်းလိုက်အစားဆုံးဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။